ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုငါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိဟိပိယပမိယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရည်တွေ့တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်ပြီးခေရန်လက်ချင်းမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍချိန်ဖျားစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏိကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဖတ်တကပ္ပမမြတ်ဗုဒ္ဓဤကျောင်းတိုက်အခါများဒီကနေ့ကျောင်းလူပူဇာပွဲရဲ့အထွတ်ထိပ်အောင်ပွဲအနေနဲ့ကျင်းပတဲ့ဓမ္မသဘင်ဖြစ်သည့်အတွက်ကြောင့်ဗရကဘာမှာဖျားလေးစုပွင့်တော်မူပြီးတဲ့ထိုဖျားလေးစုတို့ကျောင်းတကာတွေဘယ်သူလဲဆိုတာဘောဓုဒဖြစ်သိခွင့်ရအောင်လို့ဒီတရားကိုရွေးချယ်ဟောတာဖြစ်တယ်မြတ်စွာဘုရားရဲ့အထိမ့်မှတရိရတတ်တော်တွေကိန်းအောင်ရာဘုရားရုပ်ပွားတော်ကိန်းအောင်ရာစေရီတော်မြတ်ကိုရွှေထီးတင်လှူခြင်းဘုရားရုပ်ပွားတော်သတင်း300ကျောင်းဆောင်မှုဆောက်လုပ်ခြင်းနဲ့ရှင်ပြုခြင်းဆိုတဲ့သာသနာတော်နဲ့ဆက်တဲ့ကုသိုလ်ကောင်းမှုတွေမှာရှင်ပြုခြင်းဆိုတဲ့အလူမင်္ဂလာဟာနှုံတော့အကျိုးရှိတဲ့အလူမင်္ဂလာမျိုးဖြစ်ပြီးမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့မှသာလုံနိုင်တဲ့ကုသိုလ်ကောင်းမှုမျိုးဖြစ်တယ်ပေါ့ရှင်ပြုခြင်းအပြင်ရှင်နဂါရှင်မာတွေကပရိက္ခရာ8ပါးလှူဒန်းခွင့်ရတာဟာအဓိကမိမိတို့ရင်ဝယ်ပေါက်ဖွားသားရဏပြားသူတော်ဘာတို့ရဲ့ရင်ဝယ်ပေါက်ဖွားသားရဏပြားကိုဖရာသာသနာမှာဝင်ရောက်ပြီးသီလအကျင့်ကိုကျင့်ခွင့်ရစေခြင်းဖြင့်ထိုပုဂ္ဂိုလ်များအတွက်ထိုလူငယ်လေးတွေအတွက်အာသမီတွေအတွက်ရှင်ထဲမှာကုသိုလ်မျိုးစေ့ချပေးတဲ့သဘောဖြစ်တယ်ပေါ့ဒီကုသိုလ်မျိုးစေ့လေးဟာဘဝမှာရင့်ကျက်လာတဲ့အခါမှာရှင်သန်ပြီးသူတို့ဘဝလွတ်မြောက်ဖို့အတွက်လမ်းစာလေးတွေ့ကောင်းမှာဖြစ်တယ်ဒါကြောင့်ရှင်နဂါရှင်မာတွေမှာလည်းအကျိုးရှိတယ် က
ကိုယ်တိုင်သင်္ကန်းစီးပြီးသာသနာပေါင်းဝင်ရောက်လာတဲ့ရှင်သာမဏေတွေအတွက်လည်းအကျိုးရှိတယ်လို့နှုတ်နှောအကျိုးရှိတဲ့လူမျိုးဖြစ်တယ်ပေါ့ဘုရားထိတင်တာဆိုတာကြတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးဘုရားရဲ့ဓာတ်တော်ဝေတော်တွေကိန်းဝတ်ရာစေတီတော်မြတ်ကိုရွှေတိအထွတ်တင်လူပြီးတော့ပူဇော်ရတာဗုဒ္ဓပူဇာပဲဖြစ်တယ်ပေါ့ထိုဗုဒ္ဓပူဇာဖြစ်သလိုမြတ်စွာဘုရားရဲ့ရုပ်ပွားဆင်းရဲတော်သတင်း300ကျောင်းတန်ဃာတွေသတင်းသုံးဖို့သို့မဟုတ်တရားဓမ္မဟောပြောဖို့တရားနာဖို့တရားကိုကြင်ကြင်ကြိုးကိုအထုတ်ဖို့ဆိုတဲ့ဒီလိုရည်ရွယ်ချက်နဲ့ဆောက်လုပ်လှူဒန်းထားတဲ့အကြောင်းဟာယရဏသုံးပါးကိုပူဇော်လှူဒန်းတာဖြစ်သည့်အတွက်ကြောင့်ယရဏတရားပူဇာကုသိုလ်မျိုးလည်းဖြစ်တယ်အဲ့ဒီမှာတန်ဃာတွေသတင်းသုံးခြင်းအပြင်တန်ဃာတွေရဲ့ယင်ထဲမှာရှိတဲ့တရားထိုတရားကိုဟောကြားတဲ့မြတ်စွာဘုရားလို့ဆိုတယ်တန်ဃာကဆွတ်နေပြီးတော့တရားနဲ့ဘုရားပါဝင်လာသည့်အတွက်ကြောင့်ကုသိုလ်ရှင်များကယင်ထဲနှလုံးထဲမှာဒုဆောက်လို့လှူဒန်းတဲ့ကြောင်းဟာဘုရားတရားတန်ခါယရဏသုံးပါးကိုပူဇော်ပြီးလှူဒန်းတာဖြစ်လို့တို့ဘဝဟာအလွန်ကံကောင်းလာတယ်ကောင်းဆုံးကုသိုလ်တစ်ခုပြုလို့ရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့လိုတယ်ပေါ့အဲ့တော့သမိုင်းကြောင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဗတ္ထကဘာဆိုတာဒီကဘာမြေကြီးဟာဘုရားငါးစုပွင့်ပြီးမှပျောက်ကွယ်မှဖြစ်တယ်အခုဘုရားလေးစုပွင့်ပြီးသွားပြီတစုပွင့်ပြီးတိုင်းမြေသားဟာတယုဇနာလောက်မြင့်တက်လာတာဖြစ်တယ်ဒါကြောင့်မို့ရှေးအောင်ပစ္စည်းတွေပြန်တူးဖော်ရတယ်ပထမဆုံးပွင့်တော်မူတဲ့မြတ်စွာဘုရားကကကုတ္တန္တမြတ်စွာဘုရားအဲ့ဒီကကုတ္တန္တမြတ်စွာဘုရားတက်တော်4000တန်းလူသားတွေရဲ့4000လူအသက်4000အသက်ရှိတဲ့ကာလမှာပွင့်တော်မူခဲ့တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလည်းပဲတက်တော်4000ထီအောင်ကြာရှိစွာလူဘဝမှာလောကသားတို့အတွက်ကြိုးစားဆောင်ရွက်ခဲ့နိုင်တာဖြစ်တယ်ပေါ့ထိုကကုတ္တန္တမြတ်စွာဘုရားရဲ့အသိဉာဏ်ပွင့်လင်းရာသဗ္ဗညုတဉာဏ်တော်ကြီးပွင့်လင်းရာဘောဓိပင်ကတော့ကိုကိုပင်ပဲဖြစ်တယ်ကိုကိုဘောဓိမှာဘုရားဖြစ်သူရောက်သွားတယ်သို့တော်ဒီကနေ့ခေတ်ကိုကိုပင်ကိုဗတ္တကဘာကြီးမကွဲခင်တောင်မှပဲမြေပြင်ပေါ်မှာပေါက်နေတဲ့ဘောဓိကိုကိုပင်တွေကိုဘောဓိပင်လို့လူတွေကအတိမမပြုကြတော့ဘူးလမ်းဘေးမှာအရေးရတစ်ပင်ဖြစ်လမ်းဘေးမှာအရေးရတစ်ပင်ဖြစ်စိုက်ပြီးတော့ထင်းခုတ်ပြီးတော့စိုက်နေကြတယ်ဘောဓိပင်ဖြစ်ကရွှေလျောသွားတယ်လို့ဆိုမှဖြစ်တယ်ဒီကဘာမြေကြီးပေါ်မှာပွင့်ပေါ်ခဲ့တဲ့မြတ်စွာဘုရားပဲဗတ္တကဘာဆိုတာဒီကဘာမြေကြီးပေါ်မှာပွင့်သွားတဲ့မြတ်စွာဘုရားရဲ့ကိုကိုဘောဓိလူသက်တန်းဟာတက်လိုက်ကြလိုက်4000တန်းကနေစနစ်တန်းထိအောင်ရောကျသွားပြီးတဲ့အခါလူသက်တန်းတွေပြန်တက်လာပြီးအသင်္ချေထိအောင်လူတွေဟာပြည့်ရွယ်ကောင်းလောက်အောင်သက်ရှိပြီးသက်တွေပြန်တိုးကြပြန်တယ်သက်တိုးတာဟာဒုစရိုက်တွေကြောင့်တိုးတာပဲဖြစ်တယ်ဒုစရိုက်ကြောင့်ဘာကြောင့်တိုးသလဲလို့ဆိုရင်လူတွေရဲ့ရှင်တဲ့နှလုံးထဲမှာဖြစ်ပွားတဲ့အကုသိုလ်တရားထိုရင်ထဲကဖြစ်တဲ့အကုသိုလ်တရားကြောင့်ထွက်ပေါ်လာတဲ့စကားသံပြုလုပ်တဲ့အမှုကိစ္စတွေဟာလူလောကလူရဲ့ဂုဏ်သိက္ခာတွေကိုချဆင်းစေပြီးတတန်းကိုတူသွားစေတယ်ဘယ်လိုဆက်ဆက်ထားတော့လို့ဆိုတော့လူတွေရဲ့ရင်ထဲမှာအကုသိုလ်တွေဖြစ်ပွားလာပြီဆိုလို့ရှိရင်ရင်ထဲကဖြစ်ပွားတဲ့အကုသိုလ်ရဲ့အရှိန်အဝါတွေကြောင့်ကဘာမြေကြီးပေါ်မှာပေါက်နေတဲ့တစ်ပင်တွေရှားသူဥရုတွေကပြောင်းလဲသွားတယ်ပြောင်းလဲသွားတော့ထိုရာသီဥရုပေါ်မှာအမိပြုနေရတဲ့လူသားတွေထို
ထိုရာသီထိုမြေပေါ်မှာစိုက်ပျိုးပြီးတော့ဖြစ်ပေါ်လာတဲ့သီးနှံတွေကိုစားပြီးအသက်ရှင်ရတဲ့လူသားတွေဟာရုပ်လျော့လာတဲ့တဖြည်းဖြည်းသက်ဟာရုပ်လျော့သွားတယ်ဥဒုနဲ့အာဟာရကြောင့်လူတွေရဲ့သက်တမ်းဟာရုပ်လျော့တယ်လို့သူတို့ဆိုတယ်ကံကအဆုံးဖြတ်မဟုတ်ဘူးဒီနေရာမှာကံဘလောက်ပဲကြီးကြီးကံဘလောက်ပဲကောင်းကောင်းဥဒုနဲ့အာဟာရမကောင်းဘူးဆိုရင်လူဘဝမှာအသက်ရှည်ဖို့မဖြစ်နိုင်ဘူးဒါကြောင့်မို့ဘုရားတွေဟာကံအပြင်ကြည့်ပဲဆိုရင်လေးသိခြင်းနဲ့ကဘာလို့သိပါလို့ဖြစ်ရတာဖြစ်သောကြောင့်ကုသကံအပြင်နဲ့တူတယ်လို့ပြောမှာတမန်ကုသိုလ်နဲ့ဘုရားမဖြစ်ဘူးသို့တော့တက်တန်းကြတော့တူကြသလားဆိုမတူကကုသနာမြတ်စွာဘုရားက4000ကောဏကဗနာမြတ်စွာဘုရားကျတော့3000ပဲကသဝမြတ်စွာဘုရားကျတော့2000ပဲဂေါရမမြတ်စွာဘုရားကျတော့တရားရမ်းမှု80ပဲနေရတယ်ဟောတက်တန်းနေတာဒီလိုကွာအဲ့တက်တန်းတွေဟာကံတူရတဲ့နဲ့ဘာကြောင့်ကွာရတော့ဆိုရင်ဥဒုနာဘောဇနေနာအာယုဟာယတိပိဝဋ္ဌတိပိအဖြေကအဲ့ဒါလူတွေရဲ့ရင်ထဲမှာဖြစ်ပွားလာတဲ့အကုသိုလ်တရားတွေရဲ့အရှိန်အဝါကြောင့်ရှားတိဥရုတွေညံ့လာတယ်အာဟာရတွေညံ့လာလူရဲ့အသက်ဟာဥဒုအာဟာရပေါ်မှာမှီပြီးတော့သက်ရှင်ရတာဖြစ်တယ်ဒါကြောင့်မို့ဒီဥဒုနဲ့အာဟာရဟာအနှစ်4000ထိအောင်မထိန်နိုင်ဘူးအနှစ်3000ထိအောင်မထိန်နိုင်ဘူးကောရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါ2000ပြည့်အောင်1000ပြည့်အောင်မထိန်နိုင်တော့ဘူးအသက်120 160ဆိုအလွန်ဆုံးအဲ့ဒီခေတ်ကလူတွေကတက်တန်းတို့သွားကြတယ်ဖျားချင်းတူရတဲ့နဲ့တက်တန်းခုလိုကွဲပြားသွားတာဟာဥဒုနဲ့အာဟာရပဲလို့သူဆိုတယ်ဒါရင်ရုပ်လျော့သလားဆိုတခြားတွေလည်းရုပ်လျော့မှုတွေရှိတယ်ပေါ့အဲ့တော့ကံကိုယိုးမယ်ဆိုလို့မရဘူးကံကိုကံနဲ့အရေးကြီးတာလူတွေရဲ့စိတ်တွေသဘောထားအပေါ်အရေးကြီးတယ်လူတွေရဲ့စိတ်ဓာတ်တွေဟာအောက်တန်းကျလာပြီအပြစ်မကင်းတဲ့စိတ်ဓာတ်တွေဒီကနေ့ခေတ်ပဲကြည့်လူတွေရဲ့စိတ်ဓာတ်ဟာသိုးသွမ်းတောင်းချမ်းလာတဲ့အနေအထားမျိုးရှိလာတယ်နော်ထိကနေရှင်ရိုက်ကြမယ်နှက်ကြမယ်တတ်ကြမယ်ဖြတ်တာလူတွေရဲ့စိတ်ဓာတ်တွေပို့ပြီးတော့ရိုင်းပြလာအဲ့လိုရိုင်းပြလာတဲ့စိတ်ဓာတ်တွေကြောင့်တတန်းကတိုးတဲ့တိုးလာပါဒါသဘာဝပဲနော်ယာတိဝုဒ္ဓတွေကဆိုးတဲ့ဆိုးဘုန်းကြီးတို့ငယ်ငယ်တုန်းကဒီလောက်ပူတာမကြုံဘူးအခုတခါပူလာပြီဒါယာတိဝုဒ္ဓပြက်ပြားဒီယာတိဝုဒ္ဓကဘာကြောင့်ပြက်တာတော့ဆိုရင်လူတွေရဲ့လောက်ရက်တွေကြောင့်ပဲပြက်တာကဘာမြေပြင်ပေါ်မှာနေတဲ့လူတွေဟာအကျင့်ပြက်လာပြီဆိုရင်ရှည်မြေတွေဟာလည်းပဲဖောက်ပြန်ပျက်စီးကုန်ဖောက်ပြန်ပျက်စီးတဲ့ရေမြေတွေကိုအမိပြုပြီးအသက်ရှင်တန်ရတဲ့လူတွေရဲ့အသက်တွေလည်းထိခိုက်လာတယ်ဒီလိုဆက်ဆက်ပြီးတော့နေတယ်ပေါ့နော်ဆက်ဆက်ပြီးတော့နေတယ်ကိုလုထာကိုရပြီးတော့ကိုလုထာကိုခံကြရတဲ့သဘောပဲအလုံးဟာကိုမလုတဲ့လူတွေရှိတော့လဲလုတဲ့လူတွေများလာတဲ့အခါကောင်းတဲ့လူတွေရှိတော့လဲမကောင်းတဲ့လူတွေကများလာလို့ရှိရင်ဒီမိုကရေစီမှာမကောင်းတဲ့လူတွေများရင်မကောင်းတာကပိုဖြစ်လာမှာပဲဒါထင်ရှားတယ်ဘယ်ခေတ်ပဲဖြစ်ဖြစ်နော်လူများရာကနေပြီးတော့အလုံးဟာခံကြရတာဖြစ်တယ်ပေါ့အေးလောဘတွေကြီးလာတယ်ဒေါသတွေကြီးလာတယ်အမှန်မသိတဲ့မောဟတွေလုံးတင်တာနဲ့မလုံးတင်တာမလုံးတင်တာကိုလုံးတင်နေထင်တယ်လုံးတင်တာကြတော့မလုံးတင်မှုထင်ပြီးတော့မှားယွင်းချွတ်ချုံမှုတွေများလာတဲ့ခဏခေတ်ကာလကြီးဟာဆုတ်ခေတ်လို့ပြောရတဲ့အခါမျိုးပဲဖြစ်တယ်ပေါ့ကောရမမြတ်စွာဘုရားပွင့်တဲ့အခါမှာဥပမာမဲ့ကလိယုဂလို့ခေါ်တယ်တကယ်ကိုဆုတ်ယုတ်နေတဲ့ခေတ်ကြီးထဲမှာကောရမဘုရားပွင့်တာပြပြားနေတဲ့ခေတ်ဆိုတာဘာပြောတာတော့ဆိုလို့ရှိရင်လေးချောင်းတော့စပွဲကြီးမှာခြေတော့၃ချောင်းကျိုးနေပြီတစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲစဉ်းစားကြည့်ပေါ့စပွဲပေါ်တင်တာတွေအကုန်လုံးလိမ့်ကြမှာပဲခြေတော့တစ်ချောင်းနဲ့စပွဲဟာဘယ်တော့မှမငြိမ်ဘူးပေါ့နော်မငြိမ်နိုင်ဘူး
၄ချောင်းနဲ့ဇပွဲမှာခြေတော်၃ချောင်းကျိုးနေတာခေတ်ကြီးကလည်းပဲထို့တူပဲဆိုလိုတဲ့အတိတ်ပဲကဘာတော့လူတွေ၄ပုံပုံ၃ပုံကတရားပြက်တစ်ပုံနဲ့ပဲအကောင်းကြံတယ်လို့ဆိုလို့အဲ့ဒီအချိန်မှာကောရမမြတ်စွာဘုရားပွင့်တာဒါကလိယုတ်ဆုတ်ကတ်ကာလလို့ခေါ်တယ်အဲ့ဒါလို့ခေတ်မှာဒီဗရကဘာကြီးဟာတည်တတ်နေအောင်မှာပဲဖြစ်တယ်။နောက်တစ်ခေတ်အရိပတယမြတ်စွာဘုရားပွင့်ပြီးတဲ့အခါကျတော့ဒီကဘာကြီးဟာမိလောင်လို့ရင်လည်းပျက်စီးမယ်။ရေမြုပ်လို့ရင်လည်းရေမျောလို့ရင်လည်းပျက်စီးမယ်။လေတိုက်လို့ရင်လည်းပျက်စီးမယ်။ရေမီးရေလေဆိုတဲ့အဖြစ်၃မျိုးနဲ့တစ်မျိုးမျိုးနဲ့ပျက်စီးတာဖြစ်တယ်။ကဘာကြီးပျက်စီးတယ်ဆိုတာအဲ့ဒါလို့လူတွေသာထိခိုက်ပြီးတော့ကဘာကြီးကတော့မပျက်စီးသေးဘူးဒီအရိမတယမြတ်စွာဘုရားပွင့်ပြီးမှကဘာကြီးကဆိုးရုပ်ပြီးပျက်စီးမှဖြစ်တယ်။ယာတိဝိရုတွေအခုဆိုးနေပြီတဖြည်းဖြည်းလူတွေရဲ့တက်တန်းတွေဆုတ်သွားပြီးယာတိဝိရုတွေပြန်ကောင်းလာတဲ့ရွှေခေတ်ကိုတော့ရောက်အောင်မှာပဲဒီမြေကြီးပေါ်မှာပဲပြန်ရောက်အောင်ဖို့ရှိတယ်ပေါ့နော်။ပြန်ရောက်လာခုချိန်မှာတော့တပင်နေရာလဲခုတ်လိုက်တာပြောင်းသွားပြီတောင်းနေမှန်သမျှကတုံးတောင်းကတုံးအဲ့တော့မြေပြင်ပေါ်မှာအပူတွေလွှမ်းခြုံပြီးတော့ရေရှားမိုးရှားအလုံးရှားတဲ့ခေတ်ကြီးတဲ့ကိုရောက်ရှိလာသို့သောဒီနေ့ကျတော့ပြန်လဲပြီးတော့စိမ့်လန်းဆုပ်ပြေးလာအောင်မှာအဲ့ဒီစိမ့်လန်းဆုပ်ပြေးလို့လူကောင်းသူကောင်းတွေဒီကဘာမြေကြီးပေါ်ရောက်လာတဲ့အခါမှာအရိမတယဘုရားပွင့်အောင်မှာပဲပေါ့အဲ့ဒီပွင့်ပြီးတဲ့နောက်မှာအခုလိုခေတ်မျိုးပြန်ရောက်လာပြီးလူဆိုးသူဆိုးတွေနဲ့ကဘာကြီးတစ်ခုလုံးဟာမိလောင်နဲ့သွင်းခံရတယ်လို့မိလောင်ပြီးတော့ဒီဗဒ္ဒကဘာကြီးဟာအဆုံးသတ်သွားမှာဖြစ်တယ်ပေါ့ဝယဓမ္မသင်္ခါရမြတ်စွာဘုရားအကြောင်းနဲ့တိဆောက်ထားတဲ့အရာတွေမှန်သမျှဟာပြတ်သုံးခြင်းမှာအဆုံးသတ်တယ်ဘယ်ရာမှမမြဲဘူးဆိုတဲ့အနိစ္စသဘာဝနိယမအတိုင်းနောက်ဆုံးမှပျက်စီးသွားမှာဒီဗရကဘာမှာမှတ်သားစရာကောင်းတာဖျားငါးစုပွင့်မယ်အခုပွင့်ပြီးသား၄စုပွင့်သွားပြီ၄စုပွင့်သွားတဲ့ထက်မယ်ကျောင်းတကာတွေရဲ့အကြောင်းကိုတစိုးတစီသိရသမျှစာပေကျမ်းကမှမှတ်တမ်းတင်ထားသလောက်ပဲပြောလို့ရမှာဖြစ်တယ်တချို့ကျတော့နာမည်မျှတာကြံပြီးဘာအကြောင်းအရာမှသိခွင့်မရှိတော့အခုဂေါရမမြတ်စွာဘုရားလက်ထက်မှာစေတဥယျာဉ်ကြီးဟာတစ်ချိန်တုန်းကလည်းပဲဥယျာဉ်ကြီးတစ်ခုပဲကကုတဏကဘာဥကာလဗဒ္ဒကဘာရဲ့ကဘာဥကာလနော်ဘုရားငါးစုပွင့်လို့ဗဒ္ဒကဘာလို့ခေါ်တယ်အဲ့ဒီဗဒ္ဒကဘာဥကာလအချိန်မှာလူတွေရဲ့တက်တန်းဟာတဖြည်းဖြည်းဆုပ်ယုပ်လာလို့4000တန်းရောက်သွားတဲ့အခါမှာကဘာမြေပေါ်မှာစိမ့်လန်းဆုပ်ပြေးနေတဲ့ကုက္ကုဘိန်ကြီးဘောဓိဘိန်ကြီးကိုမိပြုပြီးတော့ကကုတဏမြတ်စွာဘုရားဟာတရားဥတရားမြတ်ရခဲ့ပြီးတတ္တလောကကြီးကိုအမှန်တရားသိအောင်ဟောပြောခဲ့တယ်အဲ့ဒီခေတ်မှာမြတ်စွာဘုရားပွင့်လာတော့စေတဥယျာဉ်နေရာကြီးမှာအခုစေတဝန်ကျောင်းဆောက်လုပ်တဲ့နေရာသာဝတိမြို့နာနယ်နိမိတ်အကျယ်ဝန်းကတော့ကြွယ်ပြချမ်းသာတယ်သို့တော့နေရာတူတယ်ဆိုတယ်နော်နယ်နိမိတ်အတိုင်းတာတော့ကြွယ်ပြချမ်းသာအဲ့တော့ကကုတဏမြတ်စွာဘုရားလက်ထက်မှာအနာရဘိန်လူတထေးတယောက်သူ့ရဲ့နာမည်ကတော့အစ္ဆုတလို့ခေါ်တယ်အစ္ဆုတဆိုတဲ့တထေးကစေတမင်းသားရဲ့ဥယျာဉ်ကိုဝယ်ရတယ်လို့ပဲအဲ့ဒီခေတ်ကဥယျာဉ်ကိုသူကဘာနဲ့ဝယ်တော့ဆိုဆင်ရဲ့ခြေထောက်တစ်ဖွဲ့ပြုတ်လုပ်ထားတဲ့ဆင်ရဲ့ခြေထောက်လောက်အတိုင်းတာချီမာတဲ့ရွှေတုံးကြီးတွေနဲ့ခင်းပြီးတော့ဝယ်ရတယ်အကျယ်ဝန်းကတော့
တကာဝုတ်ပမာဏရှိတယ်တကာဝုတ်ဆိုတာဒီအတောင်နဲ့ပြောမယ်ဆိုလို့ရှိရင်11200အတောင်ရှိတယ်လူအတောင်နဲ့တွက်လိုက်နော်11200အဲ့ဒီခြေဝန်းနဲ့နေရာကြီးကိုခုခေတ်စည်းနဲ့ပြောတာမဟုတ်ရွှေစင်ချီတရံလောက်ထားတဲ့ရွှေတုံးကြီးတွေကိုအဲ့ဒီမြေပြင်ပေါ်မှာအနှံ့ခင်းပြီးတော့တစ်ခုနဲ့တစ်ခုဆက်ပြီးတော့ခင်းပြီးတော့ဝယ်ရတာဈေးအမှန်တမ်းကြီးတယ်နော်ဘယ်တော့မှချမ်းသာလို့ဝယ်နိုင်တာပဲဣစုဒ္ဒဆိုတဲ့ဥပဒကဘုရားကျောင်းတော်ဆောက်လို့လှူဒန်းမှုအတွက်စင်ချေတော့ပမာဏရှိတဲ့ရွှေတုံးကြီးတွေခင်းပြီးတော့မှတကာဝုတ်တိုင်းတာရှိလျောက်တယ်တောင်မောင်းလူအတောင်နဲ့11200ခြေဝန်းတဲ့ဧရိယာကြီးတစ်ခုကိုဝယ်ပြီးတော့ကျောင်းဆောက်တယ်အဲ့တော့ကျောင်းဆောက်တော့ကုန်ကြစိတ်ကလည်းအဲ့ဒီအတိုင်းတာလောက်ရှိမယ်ကျောင်းရည်စဲချအတိုင်းတာလည်းအဲ့ဒီလောက်ရှိမယ်သို့တော့ပြီးစုံသိခွင့်မရဘူးဘလို့ကျောင်းကြီးဆောက်ပြီးတော့ဘလို့လုပ်တယ်ဆိုတာသိခွင့်မရဘူးဒီလောက်ပဲသိခွင့်ရတယ်နောက်တစ်ခါကကုသနာမြတ်စွာဘုရားပြိဋိဘံစံသွားပြီးတော့လူတွေရဲ့တက်တန်းဟာအတက်ကြဖြစ်ပြီးပြန်ကြလာတဲ့အချိန်မှာတက်3000တန်းမှာကောနာကမနာဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာပြန်တယ်ရေသဖန်းပင်ဘောဓိပင်မှာတရားဥတရားမြတ်ရတာကိုရေသဖန်းဘောဓိပင်မှာတောက်ရတဲ့ဉာဏ်ရပြီးဘုရားဖြစ်သူရောက်ခဲ့တယ်အဲ့ဒီမြတ်စွာဘုရားရဲ့လက်ထက်မှာတော့စေတမင်းသားရဲ့စေတော်ဥယျာဉ်တို့အဲ့ဒီနေရာမှာမြေရဲ့တမိုးကဘယ်လောက်ရှိတော့ဆိုလို့ရှိရင်တော့သူကဒီဂါဝုတ်ရဲ့ထက်ဝက်တဂါဝုတ်မရှိဘူးပေါ့တဂါဝုတ်ရဲ့ထက်ဝက်ဆိုတဂါဝုတ်ရဲ့ထက်ဝက်အဲ့တော့တဂါဝုတ်ရဲ့ထက်ဝက်ရှိတဲ့ဒီပမာဏမှာသူကြတော့ရွှေအုပ်တွေအုပ်ကလည်းခဏခေအုပ်လောက်ကကြမှာကမှာပေါ့ညမအုပ်လောက်ဆိုရင်တော့1000ကျော်တဲ့အုပ်ကြီးတွေอ่ะနော်1000နဲ့1000အုပ်ကြီးတွေပကံခေမှာသုံးတဲ့အုပ်တွေလို့နောက်ပြီးတော့အင်းဝခေမှာသုံးတဲ့အုပ်တွေလို့ဆိုလူ1000ကျော်အဲ့ဒါလို့ရွှေအုပ်ကြီးတွေခင်းပြီးတော့ဝယ်ရတယ်ဈေးကြီးတယ်မြေတော့ရောရွှေရှိမှဝယ်နိုင်တာငွေနဲ့ဝယ်ရတာမဟုတ်ရွှေတွေနဲ့ဝယ်ရတယ်အဲ့လိုဝယ်ပြီးတော့ဘုရားကိုကျောင်းဆောက်တယ်ကျောင်းတကာကဥက္ခဆိုတဲ့တထေးဒါပေမဲ့သူ့အကြောင်းလည်းပဲကြဲပြင်းမသိရဘူးနာမည်လေးလောက်ပဲမတန်းရှိတော့နာမည်လေးလောက်ပဲမတန်းရှိတော့နောက်အဲ့ဒီကောဏကမနာဘုရားမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့အခါကျတော့လူတွေရဲ့တက်တန်းကလည်းတိုးလိုက်ကြားလိုက်ဖြစ်ပြီးနောက်ဆုံးအကြပိုင်းမှာလူတက်တန်း2000တန်းရောက်တဲ့အခါကျတော့ကတ္တဗဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာတယ်ကတ္တဗမြတ်စွာဘုရားကပင်ညောင်ဘောဓိမှာပင်ညောင်ပင်ရဲ့ညောင်ပိန်းနေလို့ခေါ်တယ်ပင်ညောင်ပင်ရဲ့အောက်မှာသောက်ယူတဉာဏ်ကိုရတယ်မြတ်စွာဘုရားသရင်သုံးဖို့ကျောင်းဆောက်တဲ့ကျောင်းတကာကတော့သူမင်္ဂလာလို့ခေါ်တယ်အဲ့ဒီသူမင်္ဂလာဆိုတဲ့တထေးကမြေနေရာကိုဝယ်ရတဲ့အခါကျတော့ဥဒ္ဓဘ20အကျယ်ရှိတယ်အဲ့တော့ဥဒ္ဓဘ20ဆိုတဥဒ္ဓဘမှာအတောင်ပေါင်း140တောင်ရှိတယ်ဥဒ္ဓဘ20ဆိုတော့2800လူတောင်နဲ့တောင်ပေါင်း2800ကျယ်ဝန်းတယ်အဲ့ဒီမြေကိုဝယ်ယူပြီးတော့ဝယ်တဲ့အခါဘာနဲ့ဝယ်ရတော့ဆိုရွှေတုံးတွေကိုလိပ်ပုံစံရွှေလိပ်တွေနဲ့ရွှေလိပ်ပုံစံလောက်ထားတဲ့ရွှေတုံးကြီးတွေကိုခင်းပြီးတော့ဝယ်ရတယ်ဈေးကြည့်တာပဲသူလည်းဒါပေမဲ့အကျယ်ဝန်းကြတော့သူ
ကကုသနာမြတ်စွာဘုရားလောက်လည်းမကျေဘူးကောဏဂုဏမြတ်စွာဘုရားလောက်လည်းမကျေဘူးဣရိယာကကျင်းသွားတယ်သို့တော့ဝယ်ရတဲ့ဈေးနှုန်းကတော့သူလည်းမသိဘူးရွှေလေးရုပ်ကြီးတွေခင်းပြီးတော့မြေပြင်ပေါ်မှာအနှံ့ခင်းပြီးတော့အဲ့ဒီဈေးအဖြစ်ပေးပြီးတော့ဝယ်ရတယ်အဲ့ဒီသူမင်္ဂလာဘုရားကျောင်းကသူမင်္ဂလာတထေးရဲ့အကြောင်းအရာတစိုးတစည်းကတော့သိရှိခွင့်ရတယ်အစဂရပိတဘုထုလို့ခေါ်တယ်ဓမ္မပဒအထက်ကရာမှာဒီအကြောင်းအရာလေးကိုဖတ်ရတယ်အဲ့ဒါလေးကိုတော့မှတ်သားကြည့်သူမင်္ဂလာဆိုတဲ့ကတ္တဗဘုရားရဲ့ကျောင်းတကာသူကျောင်းမြေကိုဝယ်တာရွှေလက်ရုပ်တွေနဲ့ခင်းပြီးတော့ဝယ်လိုက်တယ်ကျောင်းဆောက်တာလည်းအဲ့ဒါလောက်ကုန်ွယ်ရှိတယ်ကျောင်းရည်သက်ချတာလည်းအဲ့လောက်ကုန်ွယ်ရှိတယ်ဘုရားကျောင်းကိုဆောက်လို့လှူဒန်းတယ်အဲ့လိုဘုရားကျောင်းကိုဆောက်လို့လှူဒန်းထားတဲ့သူမင်္ဂလာဆိုတဲ့တက္ကဗန္ဓမတရာတရားကောင်းတယ်စိတ်ထက်ကလည်းဗန္ဓကောင်းတယ်အဖြစ်ပြက်တစ်ခုကတော့ဘာလဲလို့ဆိုရင်သူ့လက်ထက်နေ့စဉ်နဲ့မြတ်စွာဘုရားကျောင်းတော်သွားတရားနာဘုရားကျောင်းတကာကြီးဟာအဲ့လိုဘုရားနဲ့တရင်တနည်းကျောင်းသွားတရားတွေပါလေနာပြီးကျောင်းဆောက်လှူထားတဲ့တကာကြီးတနေ့ကျတော့ကျောင်းသွားရင်လမ်းမှာဇရက်တစ်ဆောင်မှာလူတယောက်ကခေါင်းမူးချုံပြီးတော့အိတ်နေတယ်သို့တော့သူ့ခြေတော့ကရှွတ်နေပေးနေတယ်ရှွတ်နေပေးနေတဲ့ခြေတော့ကြီးကတော့မြင်ရတော့သူ့နောက်ကပါတယ်သူ့တပည့်နဲ့အဲ့ဒီနာကဖြတ်သွားရင်တူတူနဲ့သူပါပြောမိတော့ဆိုဟေးခြေတော့ရှွတ်နေလူဆိုတော့ဒီလူကညအလုံးလုံးပြီးတော့နေအိတ်တဲ့လူဖြစ်လိမ့်မယ်နော်ညလူဖြစ်တော့တယ်လို့ပြောသွားတာအမှန်တော့အမှတ်တမဲ့ပြောသွားတာနေကြီးမှအိတ်နေတယ်ခြေတော့လည်းရှွတ်နေပေးနေတယ်ဒီကောင်ကတော့ညဘာလုပ်တဲ့လူလဲညအလုံးလုံးတဲ့လူဆိုတခိုးပေါ့လေနော်အခုခေတ်ကတော့နေတိုင်းညတိုင်းနေရှိတယ်နော်ခုခေတ်ကတော့နေတိုင်းညတိုင်းရှိတခိုးကြီးညလောက်တာမဟုတ်ဘူးအဲ့ဒီခေတ်ကတော့ညသမားဆိုရင်တော့တခိုးပဲအဲ့ဒါလို့ပြောသွားတာကိုဟိုလူကခေါင်းမူးချုံပြီးအိမ်မပြောကြားတယ်ကြားလိုက်တော့ငါကျောင်းပြောတာဘာလို့လဲဆိုခေါင်းမူးချုံလေးကိုလှပ်ပြီးတော့ကြည့်လိုက်တော့သူမင်္ဂလာတထေးဆိုသူသိလိုက်တော့အဲ့ဒီလူကစိတ်ကအမတန်ဆက်တယ်ခဏခေတ်လူတွေလိုပဲနော်စိတ်ကအမတန်တိုးတယ်ရင်ထဲမှာထောင်းကနေဒေါသဖြစ်လာနော်ထောင်းကနေဒေါသဖြစ်ပြီးတော့ဒီလူတော့ငါ့ကိုဒါသခိုးလို့ပြောတာပဲသူငါအကြောင်းသိစိတ်မယ်ရှင်တွေကဒေါသဘလောက်ကြီးတယ်ဆိုအဲ့ဒါလိုပြောတာကိုမခံနိုင်ဘူးအဲ့တော့ဘာလို့တော့ဆိုရင်ဒီတထေးပဲပိုင်တဲ့လေကင်းတွေကိုမီးရှို့တာ9ကြိမ်မီးရှို့ပြီးဖျက်ဆီးတယ်တထေးပိုင်တဲ့လေယာတွေကို9ကြိမ်မီးရှို့ဖျက်ဆီးတယ်အဲ့ဒါနဲ့သူဒေါသမပြေဘူးအားမရတဲ့အခါကျတော့တထေးမွေးထားတဲ့နှိုးစားနှောမတွေနော်နှိုးစားနွားချန်ကြီးတွေအဲ့နွားချန်တွေကနွားတွေကိုခြေတော့ဖြတ်ပစ်တာ9ကြိမ်ဘယ်နှကောင်ဖြတ်တယ်တော့မပါဘူးနွားချန်ကနွားတွေကိုခြေတော့ဖြတ်တယ်အကုန်လုံးလိုက်ဒုက္ခပေးတဲ့သဘောပေါ့နော်တခါတထေးအိမ်ကိုမိရှို့တာ9ခါအဲ့ဒါနဲ့ဒေါသမကြည့်ဘူးသူကအဲ့ဒါတော့အညိုတေးကြည့်ပြီးတော့သူ့ကိုပြောရမလားဆိုတာလေအဲ့လိုဒေါသမပြေတော့ဘာလို့တော့ဆိုရင်တထေးရဲ့တပည့်သူကစီယုံတယ်မိတ်ဆွေဖွဲ့ပြီးတထေးရဲ့တပည့်ကိုပြောတာနေသားမအောင်မင်းတို့တထေးကဘယ်ဟာကိုအမြတ်နိုးဆုံးလို့ဘယ်ဟာကိုအနှစ်သက်ဆုံးလို့သူ့မျက်နှာပြက်အောင်သူကလှုပ်ချင်တာနော်မျက်နှာပြက်အောင်လှုပ်ချင်တထေးကအပြုံးမပြက်ဘူးဆိုတော့သူ့ကိုဒုက္ခပေးချင်ဘယ်ဟာသူ့အမြတ်နိုးဆုံးလို့ဆိုတော့သူဆောက်လုပ်ထားတဲ့ကတ္တဗမြတ်စွာဘုရားတရင်သုံးတဲ့ခန္ဓာကူရီချောင်းကိုသူကအမြတ်နိုးဆုံးပဲအဲ့ဒါလည်းသိရောမြတ်စွာဘုရားနဲ့တန်ခါးတွေဆွမ်းခံနဲ့သွားရောအဲ့เจ้าကိုမိရှုတယ်ဘုရားเจ้าသွားမိရှုတယ်နော်အတော်မိုက်တဲ့လူ
ဘုရားကျောင်းကိုမီးရှို့လိုက်တဲ့အခါကျတော့ဘုရားကျောင်းတော်မီးလောင်နေဆိုတော့ခုခေတ်ဆိုရင်တော့ဝါရလျှော့ပေါ့နော်မှန်တော့ရှို့တယ်လို့ရှိတော့အဲ့ဒီမှာဘုရားကျောင်းတော်မီးရှို့ခံရတယ်ဆိုတော့တတိယပြေးလာရှာကျောင်းကြီးကလည်းမတမကောင်းတော့ဆောက်တတ်တာစဉ်းစားကြည့်ပေါ့ရွှေလက်ရုပ်တွေနဲ့ခင်းပြီးဝယ်ထားတယ်မြင်အဲ့ဒါလောက်တန်ကြီးကြီးတဲ့ပတ်စံတွေသုံးချပြီးတော့သူကျောင်းဆောက်ရတာအဲ့လောက်တန်ကြီးကြီးတဲ့ကျောင်းကြီးမီးရှို့ခံရတယ်မီးလောင်နေဆိုလာတော့သူ့လဲလာရောအကုန်ပြာကျသွားကျောင်းတော့ပြာကျတယ်ဆိုတော့အုတ်ကျောင်းတော့မဟုတ်တော့ရတနာတွေနဲ့အသားနဲ့ဆောက်တဲ့ကျောင်းဖြစ်ကောင်းဖြစ်လိမ့်ပြာကျသွားရင်ကျောင်းကြီးပျက်စီးသွားအဲ့တော့တထေးကကျောင်းကြီးမီးလောင်သွားတာကိုကြည့်ပြီးတော့သူများတွေဆိုဖြစ်မဖြစ်ရလေငိုကောင်းငိုလိမ့်မယ်ရင်ဘတ်စီတီသူကတော့မဟုတ်ဘူးလက်မောင်းတစ်ဖက်ကိုကွဲပြီးနောက်လက်မောင်းတစ်ဖက်နဲ့တစ်ဖြောင်းဖြောင်းရိုက်ပြီးဝမ်းသာလိုက်တာဟေးဝမ်းသာလိုက်တာအော်နေတယ်ဘေးကလူတွေကတော့ထင်တာတထေးယူသွားပြီထင်တယ်လို့မဟုတ်ဘူးသူကတကယ်ဝမ်းသာအဲ့တော့ဘေးကလူတွေကမေးကြတယ်တထေးဒီလောက်တန်ကြီးကြီးတဲ့ကြောင်းကြီးမီးလောင်သွားတာဘာဖြစ်လို့ဝမ်းသာတယ်ပြောတာတော့ဆိုငါနောက်တစ်ခါဒီလိုကြောင်းမျိုးဆောက်လူရအောင်မှမဝမ်းသာတာတဲ့နော်မီးလောင်သွားတဲ့အတွက်ကြောင့်ငါနောက်တစ်ဆောင်ထပ်လူရအောင်မှသူစိတ်ဘယ်လောက်ကောင်းလဲဆိုစဉ်းစားကြည့်နော်နောက်တစ်ဆောင်ကထပ်လှူရအောင်ဝမ်းသာလိုက်တာလို့ကြွေးကြော်တကယ်လဲအဲ့ဒီနေရာမှာချက်ချင်းရှင်းလင်းပြီးတော့အဲ့ဒီတံပိုးနဲ့ညီတဲ့ကျောင်းဆောင်ကြီးတခုထပ်ပြီးဆောက်လှူတယ်အဲ့တော့ဒီတထေးကိုမျက်နှာပြက်အောင်ဂလဲစားခြေခြင်းနဲ့ဟိုလူစိုးကဂလဲစားခြေလို့မရဘူးကျောင်းမီးလောင်တော့လေသူကအပြုံးမပြက်ဘူးဝမ်းသာတယ်လို့တောင်းအော်နေသေးတယ်ဆိုငါဒီတထေးဘလို့စိတ်ညစ်အောင်လုပ်ရမလဲစိတ်မညစ်ရင်လည်းကြံတဲ့လူကစိတ်ညစ်ပြီလေကိုလှုပ်တဲ့လူကစိတ်ညစ်သွားရင်ကောင်းတယ်စိတ်မညစ်ဘူးဆိုရင်သူကစိတ်ညစ်ရတာဒီတထေးကိုဘလို့လုပ်ပြီးတော့စိတ်ညစ်အောင်လုပ်ရမလဲသူအမျက်နှိုးဆုံးပစ္စည်းမီးရှို့တော့လေသူဝမ်းသာနေတယ်ဆိုပြီးတော့ဒီတစ်ခါတော့သူ့အသေးတတ်မှပဲဖြစ်မယ်တထေးကကျောင်းရည်ဆက်ချပွဲကျင်းပနေတယ်9 ရက်9 လအဲ့ဒီမှာတမြောင်ကိုခါထိုးပြီးတော့တမြောင်ကိုဖွဲ့ယူလာပြီးတော့တထေးကိုတတ်ဖို့ခွင့်ရေးချောင်းတယ်သို့တော့တထေးရဲ့လူတွေနဲ့သူဟာအခွင့်မသာအဲ့လိုအခွင့်မသာတော့ကျောင်းရည်ဆက်ချနောက်ဆုံးနေ့မှာအမျှဝေတဲ့အချိန်ရောက်သွားတယ်အဲ့ဒီအမျှဝေတဲ့အခါမှာတထေးကသူကိုယ်တိုင်ရေစက်ချပြီးတော့ဘာအမျှဝေတော့ဆိုမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ဒီကျောင်းကြီးဆောက်လို့ရတာဝမ်းသာပါတယ်အဲ့ဒီတပည့်တော်ရတဲ့ကုသိုလ်ကိုတဲ့လူတယောက်ဟာတပည့်တော်ပုံမှာအညှိုးထားပြီးတော့တပည့်တော်ရဲ့စပါးကိန်းတွေကိုမီးရှို့တာ9 ကြိမ်တပည့်တော်ရဲ့နှချမ်းကနွားတွေခြေတော့ဖြတ်ပစ်တာ9 ကြိမ်တပည့်တော်အိမ်မီးရှို့တာ9 ကြိမ်အခုဒီကဏ္ဍကုရီကျောင်းကြီးမီးရှို့တာလည်းပဲသူပဲဖြစ်ပါလိမ့်မယ်နော်အဲ့ဒီလူကိုတပည့်တော်အားလုံးနဲ့ရှေးဥစွာသူ့ကိုမျှဝေပါတယ်သူ့ကိုအရင်မျှဝေလိုက်တယ်ဒီကုသိုလ်ကောင်းဝေဖို့ကိုသူ့ကိုဖြက်လို့ဖြက်စီလုပ်တဲ့ပုဂ္ဂိုလ်ကိုပထမဆုံးအမျှဝေပါတယ်ပြောလိုက်တဲ့အခါကျအဲ့ဒီလူကသူထင်တာတွေတခုမှမဖြစ်တော့အဲ့ဒီကြတော့မှသူ့အပေါ်မှာကောင်းပါလားဆိုတော့သူစိတ်ပြောင်းသွားဒါဝမ်းနဲ့ချိတ်ကွဲမှုတွေဖြစ်ပြီးတော့ငါလောက်တာမှားပြီငါမတောင်းမှမှုဆိုလို့ရှိရင်ငါဟာမိုးကြိုးဆက်ကွင်ကြတော့မှာပဲနတ်တွေကဒဏ်ခတ်တော့မှာပဲဆိုပြီးအဲ့တထေးရဲ့ခြေရင်းကိုဝုတ်ပြီးခြေထောက်ကိုနှုတ်ဖူးနဲ့တိုက်ပြီးတောင်းပန်တယ်အဲ့တထေးကဘာကိစ္စလဲဘာဖြစ်တာလဲဆိုတော့လေကင်းမီးရှို့တာလဲကျွန်တော်ပါပဲတဲ့နွားတွေခြေထောက်ဖြတ်တာလဲကျွန်တော်ပါပဲအိမ်မီးရှို့တာလဲကျွန်တော်ပါပဲကဏ္ဍကုရီတိုက်ကြီးမီးရှို့တာလဲကျွန်တော်ပါပဲကျွန်တော်ဟာဒီလိုတထေးမင်းရဲ့အားတွေကိုဖြတ်စည်းခဲ့တယ်ဆိုတထေးကြီးကအာအသင့်နေစမ်းမအောင်မင်းနဲ့ငါဘယ်တော့မှများတွေ့ဘူးလို့တော့ဆိုမတွေ့ဘူးတဲ့ဒါပေမဲ့လို့
မှတ်မိလားတဲ့ကျွန်ုပ်ကဇေယျပေါ်မှာအိတ်နေတယ်တထေးကအိတ်နာဖြတ်သွားတဲ့အခါခြေထောက်ရှုပ်နေတဲ့ဒီလူကတော့ညာလူဖြစ်လိမ့်မယ်လို့ပြောသွားတယ်မဟုတ်လားအဲ့ဒီစကားကိုကျွန်ုပ်ကမခံနိုင်လို့ကလေးစားခြေတာလို့ပြောတယ်နော်လူစိတ်ကဘယ်လောက်စမ်းကြဲတယ်ဆိုတော့နော်မခံနိုင်လုံးလို့ကလေးစားခြေတာပါလို့ပြောတဲ့အခါကျအော်အဲ့လိုလားဒါဆိုရင်သိခံပါတယ်ပြောမိတာလေသိခံမှာပေါ့သူပြောမိပါတယ်ဟုတ်ပါတယ်အဲ့ဒါသိခံမှာဆိုသူ့ကိုလည်းပဲသိခံပါတယ်ခွင့်လွတ်ပါတယ်ကဲသွားပါတော့ဆိုတထေးကြီးပြောမသွားပြရစေနဲ့ကျွန်ုပ်တို့မိသားစုတစ်ခုလုံးရှင်တထေးမင်းကြီးရဲ့ခြေကျွံအဖြစ်အလုပ်လုပ်ရပါအလုပ်လုပ်ပါမယ်ပြုစုပါမယ်ဆိုတထေးကြီးကဒီလောက်လေးပြောတာတော့မင်းကခံနိုင်သိမရှိဘူးဆိုငါဘယ်လိုလုပ်မင်းနဲ့အတူနေလို့ဖြစ်မလို့လောက်လေးပြောရတော့မခံတဲ့လူဆိုတော့လေဘယ်လိုလုပ်ပြီးသူ့ကိုအလုပ်ခိုင်းလို့ရတော့မလို့အဲ့တော့မလုပ်ပါနဲ့ငါจิตနဲ့ပါတယ်ကဲမင်းသွားလို့ရသွားပြီတော့ဆိုအဲ့ဒီအဖြစ်ပြက်တစ်ခုဖြစ်လာတယ်အဲ့တော့ဒီသူမင်္ဂလာဆိုတဲ့ကသဗ္ဗမြတ်စွာဘုရားရဲ့အကြောင်းတကားတထေးကြီးကစိတ်ဓာတ်ဘလောက်ကောင်းမယ်ဆိုစဉ်းစားကြည့်အဲ့တော့စိတ်ဓာတ်ဆိုတာကောင်းမှုလို့တယ်ပေါ့နော်အကုသိုလ်သူ့မှာဖြစ်မခံဘူးကုသိုလ်ပဲဖြစ်တယ်အဲ့ဒါလို့ကုသိုလ်တွေဖြစ်သွားတော့ခုနကလူကတော့ဘုရားကြောင့်ပျက်စီးတာဖြက်စီးတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အဝိဇ္ဇငရဲမှာကြာရှိစွာခံရပြီးအဝိဇ္ဇငရဲလွတ်လာတဲ့အခါကျတော့တကူလုံးမီးလောင်ပြီးတော့ဒုက္ခခံရတဲ့ပြိတ္တာကြီးဘဝရောက်လာခဲ့တယ်ကတော့ဂေါရဝမြတ်စွာဘုရားလက်ထက်မှာသူဟာတကူလုံးမီးဟုံးတောက်နေတဲ့ပြိတ္တာဘဝရောက်လာခဲ့တယ်ပူလိုက်လောင်လိုက်ဆိုခုခေတ်တော့မီးသေးရဲလို့ပြောကောင်းပြောလိုက်တကူလုံးမီးတောက်အဲ့ဒီပြိတ္တာဘဝရောက်တယ်အဲ့ဒီဇာလန်းလေးကိုတော့မှတ်တမ်းတင်ထားတာရှိတယ်ကျန်တဲ့ကျောင်းတကာတွေအကြောင်းတော့မသိရဘူးအေးဂေါရဝမြတ်စွာဘုရားရဲ့ကျောင်းတကာတွေကတော့အလုံးသိရှိကြတယ်ပထမဆုံးကျောင်းတကာကတော့ဗေမိတာရမင်းကြီးပဲဖြစ်တယ်ဝေလူဝံဥယျာဉ်ကြီးကိုလူထားတဲ့ဗေမိတာရမင်းကြီးဟာပထမဆုံးကျောင်းတကာပဲနောက်ဒုတိယကျောင်းတကာအနေနဲ့ကတော့အနာရဝိန်တထေးလို့ပြောရမှာဖြစ်တယ်တတိယကတော့ဝိသခာကျောင်းအမကြီးလို့ပြောရမှာဖြစ်တယ်တခြားကျောင်းတွေရှိသေးတယ်နောက်မြတ်စွာဘုရားဣတိပတနာမိဂရာအောင်မှာသတင်းသုံးတဲ့အချိန်မှာနန္ဒီယတထေးဆောက်လုပ်တဲ့ကျောင်းတစ်ကျောင်းရှိတယ်အဲ့တော့ထင်ရှားတာကတော့ဒီထဲမှာထူးခြားတာလေးပြောရမယ်ဆိုရင်တော့နာရဝိန်တထေးရဲ့ဇေရဝံကျောင်းဒီကျောင်းကတော့အားလုံးလည်းကြားဘူးနေလိမ့်မယ်ခုနကကကုသနာမြတ်စွာဘုရားကောဏဂမနမြတ်စွာဘုရားကသဗ္ဗမြတ်စွာဘုရားတို့ရဲ့ကျောင်းရာမှာပဲသို့တော်ကျင်းသွားပြီ10 ပယ်လောက်ဆိုတော့သူကတကာဝလောက်မရှိတော့ဘူးပေါ့နော်ကာဝဝက်တောင်မရှိတော့ခက်ချင်းချင်းဧရိယာမှာရွှေထင်းကားတွေအပြည့်ခင်းပြီးတော့နာရဝိတထေးကစေတမင်းသားစီအဝယ်ယူရတယ်ရွှေတော့ခင်းရတာပဲသူလည်းအဲ့တော့18ကလေးကုန်ကြတယ်ရွှေရင်ငါးပြား18ကလေးကုန်ကြတယ်ရွှေသားအစစ်နဲ့မြေကြီးပေါ်မှာခင်းပြီးတော့တစ်ပင်တွေရှိလို့ရှိရင်တခြားနေရာမှာတစ်ပင်ကိုကျိုးဝိုင်းပြီးအဲ့ဒီအဝိုင်းပမာဏအတိုင်းတခြားနေရာမှာခင်းရတယ်တစ်ပင်ဘိုးပါပေးရတာနော်တစ်ပင်ရှိလို့အဲ့ဒီနေရာကိုကွင်းလို့မရဘူးအဲ့ဒီနေရာမျိုးတနေရာမှာခင်းရမယ်ကျိုးနဲ့တိုင်းပြီးတော့ခင်းတယ်အဲ့တော့10 ပင်လောက်ရှိတဲ့မြေပြင်ပမာဏမှာရွှေရင်ငါးပြားတွေခင်းပြီးတော့ဝဲတာ18ကလေးကုန်တယ်ဇေရောအကြောင်းထဲမှာပြည့်ပြည့်စုံစုံအဆောက်အဦတွေဆောက်တယ်မြတ်စွာဘုရားသတင်းသုံးဖို့ကဏ္ဍဂုရိတိုက်ပါတယ်တန်ဃာတွေစီဝေဖို့နေရာတွေပါတယ်ရဟန်းတန်ဃာတွေသတင်းသုံးတဲ့ကျောင်းတွေပါတယ်စဉ္ညာလန်းတွေပါတယ်ဆွမ်းစားကျောင်းတွေပါတယ်ရဟန်းတွေစုဝေးတဲ့နေရာပါတယ်စန္ဒဂရဆိုတဲ့ရေချိုးတဲ့အခါကျမ်းမာရေးအတွက်ချွေးထုတ်တဲ့နေရာတွေပါတယ်ရေချိုးကနေပါတယ်ဝိသကုရိအိမ်သားတွေပါတယ်အကြောင်းထဲမှာပြည့်ပြည့်စုံစုံနာရဝိတထေးကြီးကတကြောင်လုံးတဝင်းလုံးမှာလူလေသေးမရှိအောင်ကြောင်းအဆောက်အဦတွေကိုဆောက်လိုက်ကုန်ကြစိတ်က18ကလေးမြေတံမိုးက18ကလေးကျောင်းကုန်ကြစိတ်က18ကလေး
ရှေးဆက်ချပွဲကြီးကျင်းပတာလဲ18ကလေးကုန်တယ်တဲ့အဲ့ဒီလိုဇေရုံကျောင်းကြီးကိုခန်းခန်းနာနာလှူဒန်းထားတဲ့အနာရဝိတထေသူ့ရဲ့နာမည်ကတော့သူတ္တတလို့ခေါ်တယ်တာဝတိမြို့ကတထေသားတူပဲသူတ္တတကနေပြီးအနာထပိဏိကာလို့တရားတရားကောင်းပြီးခိုကိုရမဲတဲ့ပုဂ္ဂိုလ်တွေကိုထမင်းကျွေးလို့ထမင်းရှင်အနေနဲ့အနာထပိဏိကာလို့ခေါ်တယ်အဲ့ဒီတထေးဟာဂေါရမဘုရားရဲ့ထင်ရှားတဲ့ကျောင်းတကာတူဖြစ်တယ်ပေါ့အဲ့ဒီကျောင်းကြီးဆောက်လုပ်တဲ့အခါမှာသူဟာဘာအတွက်ဆောက်လုပ်တယ်လို့မြတ်စွာဘုရားအကျိုးအကြောင်းကိုဖော်ပြီးတော့မပြဘူးသူ့ရဲ့အရင်ကျောင်းဆောက်ပြီးတော့တန်ဃာတွေအတွက်ကျောင်းဆောက်တဲ့ရာဇဂုတထေးကတနေ့တည်းကျောင်းပေါင်းအလုံး60ဆောက်တဲ့ကမ္မထာကျောင်းလေးတွေပဲဖြစ်ဖွယ်ရှိတယ်အဲ့ဒီတထေးကတော့ပုံညတိကေနတက္ကတိကေနကာရပိတာသူဟာကုသိုလ်လိုချင်လို့နတ်ပြည်ရောက်ချင်လို့ဒီကျောင်းကိုလှူပါတယ်လို့မြတ်စွာဘုရားကိုလျှောက်တယ်အနာရဝိတထေးကြီးကတော့အဲ့လိုမလျှောက်ဘူးသူဟာဇေရုံကျောင်းကြီးကိုဆောက်လို့လှူဒန်းပါတယ်ဘယ်လိုဆက်လုပ်ရပါမလဲလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကစတုရိတသံဃာအရာလေးမျက်နှာမှာဒီအဟံအတားမရှိလွတ်လွတ်လပ်လပ်သွားလာသတင်းသုံးနေတဲ့သံဃာတွေကိုလှူလိုက်ပါဘယ်လာလာဆိုလိုတာကတော့အခုခေတ်လိုကျောင်းပိုင်ကျောင်းထိုင်ဆိုတာမရှိတော့ရှေးတုန်းကတော့ကျောင်းလှူထားလို့ရှိရင်ဘယ်ကိုတော့လာအခုလည်းလာလို့တော့ရပါတယ်လာလို့ရပြီပဲခုကတော့ကျောင်းပိုင်ကျောင်းထိုင်နေဖြစ်ရှေးခေတ်ကတော့ကျောင်းဆောက်ထားရင်ကျောင်းဆောက်မရှိဘူးလားဆိုရှိတယ်ရှိတယ်သို့တော့တန်ခိကကျောင်းဆိုထုံတန်းစင်လာတိုင်းဝါကြည့်ရင်အကောင်းဆုံးနေရမှာပဲဖြစ်တယ်ဝါလိုက်အဲ့ဒါလို့သတ္တုရိသသံဃာအရာလေးမျက်နှာကိုလွတ်လွတ်လပ်လပ်သွားလာနေထိုင်တဲ့သံဃာတွေကိုရည်စူးပြီးတော့လှူတယ်အဲ့ဒီကျောင်းအလှူဟာမြတ်စွာဘုရားသာသနာတော်မှာပြောရမယ်ဆိုရင်ဆွမ်းအလှူကိုလည်းဘုရားကအကောင်းဆုံးလို့မဟောဘူးသင်္ကန်းအလှူကိုလည်းပဲအကောင်းဆုံးလို့မဟောဘူးဆေးလှူကိုလည်းအကောင်းဆုံးလို့မဟောဘူးလူတွေအသက်ရှည်ဖို့အတွက်ကစားစရာနေစရာဝတ်စရာမကြမ်းမမာရဲ့ဆေးဝါးဆိုတာပစ္စည်းလေးပါရဟန်းသံဃာတွေမှာလည်းပဲပစ္စည်းလေးပါပဲအဲ့ဒီထဲမှာနေစရာဖြစ်တဲ့ကျောင်းကိုလှူတာကြတော့မြတ်စွာဘုရားကဝိဟာရဒါနံသံဃတအခံဗုဒ္ဓိနဝဏိတံလေနထင်္စဒုက္ခထင်္စဇာယိတုံစဝိပတ္တိတုံကျောင်းလှူတဲ့ပုဂ္ဂိုလ်ရဲ့ရည်ရွယ်ချက်ကဘာလို့ဆိုရင်လေနထဘေးကအန္တရာယ်တွေကပုံခိုလို့ရတဲ့နေရာနော်အရိပ်ခိုဖို့ပုံခိုဖို့ဒီယာတိဝိရုဒ္ဓန်တွေတို့ဘေးကအန္တရာယ်တွေကနေပြီးကာကွယ်ပေးတာဖြစ်သောကြောင့်အမိုးအကာအောက်မှာပုံခိုလို့ရတဲ့နေရာဆောင်းအောင်ဆိုတာပုံခိုတဲ့နေရာပဲလေအရေးအဝတ္တအတွက်ဖေးရအန္တရာယ်ကင်းမှုရအတွက်လုံခြုံစိတ်ချရတဲ့နေရာလူတွေလည်းကိုယ်အိမ်နဲ့ကိုယ်ရောက်တကားလေးပိတ်အိတ်စိတ်ချနေကြနော်အဲ့ဒါလို့လေနထလို့ခေါ်တယ်လုံလုံချုံချုံနေကြရမယ့်နေရာမျိုးဖြစ်ရှည်စူးပြီးတော့တန်ဃာတွေကိုကြောင်းလှူတယ်အကျိုးကနောက်တစ်ခုကတော့ဘာလို့ဆိုဒုက္ခထင်္စဇာယိတုံစဝိပတ္တိတုံကမ္မဋ္ဌာန်းတရားရှုမှတ်ပွားတာတို့ဝိပဿနာတရားအထုတ်တာတို့စာပေကျမ်းကသင်ကြားပို့ချတာတို့တရားဓမ္မနာယူတာတို့ဆိုတဲ့နေရာတွေမှာချမ်းသာလွယ်ကူခြင်းဆိုတဲ့အကျိုးအဲ့တော့ကျောင်းရဲ့အကျိုးကအဓိကဒီနှစ်ချက်တည်းပဲလုံလုံချုံချုံအန္တရာယ်ကင်းကင်းနေနိုင်တာတခုကျောင်းကအကျိုးပြုအဲ့ဒီအဆောင်ဦးထဲမှာဝင်နေလို့ရှိရင်ချမ်းသာတာတခုဟောစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်တာတခုအဲ့ဒါကြောင့်အဲ့ဒီရည်ရွယ်ချက်နဲ့ကျောင်းကိုဆောက်လှူတယ်အဓိကအဲ့ဒီရည်ရွယ်ချက်နဲ့ကျောင်းဆောက်လှူတဲ့အလှူဟာဝိဟာရဒါနဆိုတဲ့ကျောင်းအလှူတော့ဟာလောကမှာအမြတ်ဆုံးအလှူဖြစ်တယ်လို့အနာရဝိတ္တိကြီးရဲ့ကျောင်းရည်စဲချပွဲမှာမြတ်စွာဘုရားဒီစကားကိုထည့်သွင်းဟောကြားတာပဲဖြစ်တယ်။နောက်ဝေလာမသုတ္တမှာလည်းပဲ
ပစ္စည်းဝတ္ထုတွေလှူတဲ့အလှူတွေထဲမှာဆွမ်းလှူတာရှိတယ်သင်္ကန်းလှူတာရှိတယ်ဆေးလှူတာရှိတယ်ကြောင်းလှူတာရှိတယ်အဲ့ထဲမှာပစ္စည်းဝတ္ထုအနေနဲ့လှူတဲ့အလှူတွေထဲမှာသတုဋ္ဌိတသံဃာလို့ဆိုတဲ့အရာလေးမျက်နှာမှာသတင်းသုံးတဲ့သံဃာတွေကိုရည်စူးပြီးလှူတဲ့ကြောင်းအလှူဟာအကောင်းဆုံးအလှူလို့ဒီလိုသတ်မှတ်ပြီးဟောတယ်ဒါနထဲမှာတော့ပစ္စည်းဥစ္စာကိုလှူတဲ့ဒါနထဲဓမ္မဒါနမဟုတ်ဘူးရိုးရိုးအာမိသဒါနထဲမှာကြောင်းအလှူကအကောင်းဆုံးလို့ဒီလိုဟောတယ်ကြောင်းလှူတဲ့ကောင်းတာကြတော့ခုနကတရဏဂုံသီလတို့ဒီသမထတို့ဝိပဿနာတို့ဒါကုသိုလ်အနေနဲ့ပဲပြောတော့တာအလှူအနေနဲ့ကတော့ကြောင်းအလှူကအကောင်းဆုံးအဲ့ဒီအကောင်းဆုံးအဖြစ်ကိုလှူရတယ်ဆိုတော့ကျောင်းတကာကျောင်းဝါတွေကဝန္တာပိတိဖြစ်ရတယ်ဒါနော်အကောင်းဆုံးလှူရတဲ့အပြင်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုရည်မှန်းပူဇော်တယ်ဖះဟောကြားတဲ့တရားဓမ္မတွေကိုရည်မှန်းတယ်ထိုတရားဓမ္မတွေကိုသင်ယူကျင့်မှတ်လေ့လာနေကြတဲ့တန်ဃာတွေအတွက်ရှိမှန်းတယ်ဆိုတော့ဘုရားတရားတန်ဃာရဏသုံးပါးကိုရှိမှန်းပြီးတော့ပူဇော်တယ်ဆိုတော့စိတ်ထားတူညီမယ်ဆိုရင်အနာရဘိန်တထေးတို့ရတဲ့ကုသိုလ်မျိုးငါတို့ရတယ်လို့စိတ်ထဲမှာအောင်မိလို့ရတယ်ဒါကစာပေကျမ်းကမှလည်းဆိုတယ်စိတ်ထက်တူညီအောင်ထားနိုင်လို့ရှင်နော်ဒီတမေစိတ်တွေတမန်ဖလန်ဆိုစိတ်ထားခြင်းတူမယ်ဆိုရင်တူညီသောအကျိုးရတယ်လို့သူဆိုတယ်ဒါကြောင့်မို့တို့တွေလည်းအကြောင်းလူကိုလှူလိုက်ရတာဟာအကောင်းဆုံးလှူတစ်ခုပဲလို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့သို့တော့နာရဘိန်တထေးကြီးဇေရဝံအကြောင်းလှူလို့နတ်ပြည်မှာပုံမိမ့်မှန်ပေါက်တယ်ဆိုတာမရှိဘူးမကြားဘူးမှတ်တမ်းမရှိဘူးတခါအဲ့ဒီတာဝတိမြို့မှာပဲ29ဂရီတန်နဲ့ရတနာမျိုးစုံစီချဲထားတဲ့မဟာလတ္တတန်သာကြီးကိုဝှဆင်ခွင့်ရတဲ့ဝိသကကျောင်းမကြီးဟာလည်းပဲနောက်ဆုံးမှာဒီမဟာလတ္တတန်သာကြီးကိုရောင်းချပြီးတော့ကျောင်းဆောက်ဖို့ဖြစ်လာတဲ့အခါဝယ်မဲ့လူမရှိဘူးဒါကြီးလည်းဝုန်းမဲ့ပုဂ္ဂိုလ်မရှိဘူးလေးတယ်လေရတနာပစ္စည်းတွေနဲ့ကြောက်တွေနဲ့ဆိုမတန်လေးတယ်ကြောက်စီပကြီးကားတောင်မနေမှာခွာတကယ်ကိုဗရမညာတွေကြောက်မျိုးစုံတွေစီထားတဲ့အဝတ်ကြီးဆိုတော့ဘလောက်လေးလိုက်မလဲစဉ်းစားကြည့်တော့ရမွန်းနိုင်ဖះလက်ထက်ကတော့3ဦးတည်းရှိတယ်အဲ့ဒီမဟာလတ္တတန်းသာဝတ်နိုင်တာ3ဦးတည်းရှိအမျိုးသမီးတွေကသင်္ကန်းတပိတ်ပြိခရာလှူပြီးတော့ဆုတောင်းလို့ရှိရင်မဟာလတ္တတန်းသာရတဲ့ဟာအမြင့်ဆုံးလို့သူတို့ဆိုဒါနိဗ္ဗာန်ချမ်းသာမပါပေါ့လောကအမှအမြင့်ဆုံးအမျိုးသားတွေကျတော့အေဟိဘိက္ခုခေါ်ခါရတယ်လို့သူတို့ဆိုတယ်အဲ့ဒီမှာဘုရားလက်ထက်မှာမဟာလတ္တတန်းစာဆိုရယ်ယရဏမျိုးစုံစီချဲတဲ့ဝိယုံကြီးတွေဝှခွင့်ရတာတော့ဝိသကကျောင်းမကြီးရဲ့ဗန္ဓုလစစ်သူကြီးကတော့မန္လိကာရဲ့ပါရဏတိကတထေသမီးတူရဲ့ဒီ3ယောက်ပဲအဲ့ဒီတော့ဝှခွင့်ရဘုရားလက်ထက်ကမဟာလတ္တတန်းစာဝှနိုင်တာသူတို့3ယောက်ပဲရှိတယ်အဲ့တော့ဝိသကရဲ့မဟာလတ္တတန်းစာက29ဂရီတန်းတယ်အဲ့ဒါကိုရောင်းချတော့ဝယ်မဲ့လို့မရှိဘူးအဲ့တော့သူများမဝယ်တော့ကိုယ့်အကူပြန်ဝယ်တမိုးသိမ့်ပြီးတော့ကိုယ်တိုင်ဝယ်ပြီးတော့ခုနလိုမြတ်စွာဘုရားသခင်ကိုရမြတ်ဟာစေတော်ကြောင့်လည်းနေပြီးရမယခါအစိရဝတီမြစ်ကတာဝတိမြို့ရဲ့အရှိမရှိတော့အဲ့ဒီအစိရဝတီမြစ်ကမ်းဘက်ကိုကြွပြီးတော့တခါတခါတရင်သုံးနေရှိတော့တာဝတိမြို့ရဲ့အရှိမျက်နှာမှာကျောင်းတစ်ကျောင်းလိုအပ်တယ်ဆိုပြီးဝိသကာကျောင်းမှာရဆောက်တယ်အဲ့ဒါကိုပုဗ္ဗယုံကျောင်းလို့ခေါ်တယ်မြို့အရှိကိုပုဗ္ဗယုံလို့ခေါ်တယ်ပုဗ္ဗရာမသူလည်းပဲတန်ကြီးရေဝယ်တဲ့တန်ဖိုးကျောင်းဆောက်တဲ့တန်ဖိုးကျောင်းရည်စက်ချတဲ့တန်ဖိုးတညီတယ်29ဂရီကုန်ကြတဲ့29ဂရီကုန်ကြတဲ့အဆောက်အဦကိုဆောက်ပြီးတော့ကျောင်းမကြီးဟာကျောင်းရည်စက်ချတဲ့နေရာမှာသူဆန္ဒတွေပြည့်ပြီဆိုပြီးတော့ကျောင်းပတ်ပြီးတော့ဝမ်းမြောက်စွာဥဒန်းကျူးခဲ့တာထူခြားတဲ့အချက်ပဲဖြစ်တယ်
နောက်ဒီတဲ့ထူခြားတဲ့အရာတစ်ခုကတော့အနာရဝိနုဝိသခါတို့အကြောင်းကထင်ရှားတဲ့သိချပေါ့နော်ဝိသခါအကြောင်းမှရေးအနာရဝိတထေးကြီးကတော့သူရင်ထဲမှာဘာရှိတော့ဆိုဣဒံဟိတံစေနဝနံဣတိတံကနိတိဝိတံအာဟုထံဓမ္မရာစေနပိဋိသင်္ဇနနမမဆိုသူတည်သွားလို့တုတ်တိရနတ်ပြည်ရောက်တဲ့အခါသူပြောတဲ့စကားအဲ့ဒါပိဋိသင်္ဇနနမမဇေရုံအကြောင်းကြီးဟာသူပိဋိဖြစ်ရဆုံးရသော်ဗျာကိုယ်တိုင်သတင်းသုံးတယ်တန်ဃာတွေသတင်းသုံးတယ်ဒါကြောင့်မို့ပိဋိဖြစ်ရဆုံးနေရာကြီးပါလို့သူတည်သွားပြီးတဲ့နောက်တာဝရိန္ဒနတ်ပြည်ကလာပြီးမြတ်စွာဘုရားကိုလျှောက်တယ်တုတ်တိတာနဲ့လာပြီးတော့မြတ်စွာဘုရားလျှောက်သူကတုတ်တိတာဘုံရောက်တာဝိသခါเจ้าမကြီးကတော့သူကအသက်120ရှိတော့အနာရဝိန္ဒထေးကတော့ဖျားရှိတော့မယ်ပြိဋိဘံဆုံးသွားပုံရတယ်ဝိသခါတော့သူ့ဇလန်းကပြတ်သွားတယ်မြတ်စွာဘုရားနဲ့အသက်ကြီးသလားငယ်သလားဒါတွေကသေသေးချာချာမသိနိုင်ဘူးပေါ့နော်အကယ်၍မြတ်စွာဘုရားနဲ့ငယ်တယ်ဆိုလို့ရှိရင်သူကအသက်120ရှိတော့ဖျားမရှိတော့မှသူဆုံးတာဖြစ်နိုင်တယ်ဒါကြောင့်မို့သူဘယ်ပုံရောက်တယ်ဆိုတာမသိရဘူးနောက်ပိုင်းကျတော့မှဝိမာနဝတ္ထုထဲမှာသူ့ရဲ့မိတ်ဆွေဝိဟာရဝိမာနဆိုတဲ့ဝတ္ထုတွေကြည့်တော့နေမာနရတိနတ်ဘုံမှာဖြစ်တယ်သူကအစင်မြင့်တယ်တုတ်တိတာယာမတုတ်တိတာနေမာနရတိဆိုတော့အနာရဝိတထေးတဲ့တစင်မြင့်ပြီးနေမာနရတိနတ်ဘုံမှာရှိလေရဲ့အခုအဲ့ဒီအထက်မှာပရဏိမိတဝုဒ္ဓဝတိတပုံမဲကြံတော့အဲ့ဒီမှာဝိသခါရောက်တယ်လို့ဆိုတယ်ဒါကဖះရဲ့ကျောင်းတကာကျောင်းမရှိသေးရဲ့ဇလံပေါ့နော်နောက်တစ်ခါထူးခြားတာကတော့တရားစွမ်းအားချင်းမတူလို့ပဲဖြစ်တရားစွမ်းအားကောင်းတော့လည်းပဲဒီထူးခြားချက်အနာရဝိတထေးတို့လည်းတရားစွမ်းအားကောင်းတာပဲဝိသကလည်းတရားစွမ်းအားကောင်းသို့တော့မသိခင်ကပုံမိမှန်ပေါက်တယ်ဆိုတာမရှိဘူးနန္ဒီယတထေးဆိုတာပါရဏသီမျိုးကတထေးတူပဲမြတ်စွာဘုရားပထမဆုံးသတင်းသုံးတာတပည့်စကြာတရားဟောပြီးဣတိပတနာမိဂရာဟုဆိုတဲ့ဘေးမဲ့ပေးထားတဲ့ဣတိပတနာတော်မှာသတင်းသုံးတော့အဲ့ဒီနန္ဒီယတထေးကမြတ်စွာဘုရားသတင်းသုံးဖို့ဆိုပြီးတော့အဲ့မှာတိုက်ခန်း၄ခန်းအိတ်ခန်း၄ခန်းပါတဲ့၄တော့တိုက်အိမ်ကြီးတစ်ခုကိုဆောက်လုပ်ပြီးတော့သူကလှူတယ်သူ့ရဲ့တရားကအမှန်တမ်းစွန့်ထက်ပုံညာအလုံးကိုတရားတရားချင်းကမတူလို့ဖြစ်လေတိတ်တရားတရားကောင်းတယ်သူကအဲ့တော့သူတရားတရားအစွမ်းကြောင့်မြတ်စွာဘုရားကိုကြောင်းကြီးဆောက်လုပ်ပြီးတော့လှူဒန်းလိုက်တာလှူဒန်းပြီးတော့မြတ်စွာဘုရားလက်ထဲရေစက်သွန်းလောင်းပြီးကျောင်းကြီးကိုဆောက်လုပ်ပြီးရေစက်ချလိုက်တာနဲ့တပြိုင်နက်တာဝရိန္ဒနတ်ပြည်မှာဘုံမိမ့်မှန်ကြီးပေါက်နေတယ်ဒါကသူ့ရဲ့ထူခြားချက်ပဲဘုရားကျောင်းကတည်းကဝိသခါတို့အနာရဝိတို့ဘုံမိမ့်မှန်ပေါက်တယ်လို့မပါဘူးနော်နန္ဒီယတထေးသားသူ့ရဲ့စေရနာတရားစွမ်းအားတွေကအလုံးကိုကြီးမားပုံရတယ်အဲ့တော့သူလှူဒန်းတဲ့ဟာကလည်းဇေရုံအကြောင်းကြီးလောက်ခမ်းနားခြင်းမှာခမ်းနားမှာမခမ်းနားပေမဲ့သူ့ရဲ့ဒီတရားစွမ်းအားရှင်ထဲမှာဖြစ်ပွားတဲ့ဆန္ဒအဲ့ဒါတွေကြောင့်အကျိုးကပေးလိုက်တာနန္ဒီယကကျောင်းရည်စက်လဲချလိုက်ရောဖះလက်ထဲမှာရှေ့ကရည်စက်ချတယ်ဆိုတာအလူကပုဂ္ဂိုလ်လက်ထဲကိုရေသွန်းလောင်းတာအခုခေတ်တော့ခွက်ထဲမှာတစ်စက်ချတာကိုရည်စက်ချတာခေါ်တယ်နော်ဘုန်းကြီးလက်အပေးမခံရအောင်လို့လည်းတူတယ်ခုတော့ခဝဝေးကနေပြီးတော့ရေစက်ခွက်ထဲမှာထည့်ရှေးခေတ်ကတော့အလူကပုဂ္ဂိုလ်ရဲ့လက်ထဲကိုရေသွန်းလောင်းတာအဲ့ဒါရည်စက်ချတယ်ဆိုတာဝိတန္တရမင်းကြီးကပိစယနာကဆင်ပြတော်ကြီးကိုလှူတဲ့အခါမှာတစ်ဖက်ကစင်နာမောင်းကိုကင်တစ်ဖက်ကရှေးကရားကကင်ထားပြီးတော့ပုံနာတွေလက်ထဲရေလောင်းပြီးဆင်ကြီးလှူတာဒါလှူပုံလှူနည်းခဏခေတ်တော့လက်ထဲလာရေလို့ရင်တော့အဲ့ဒါရေတွေစိုးကုန်မှာတင်းညံ့ကြတယ်အောက်မိတ်တွေတော့ကြ
အဲ့ဒါလို့ဖရာရဲ့လက်ထဲမှာရေသွန်းလောင်းပြီးတော့လှူလိုက်တာနဲ့တပြိုင်နက်တာဝရိန္ဒနတ်ပြည်မှာဘုံမိမ့်မှန်ကြီးပေါက်အဲ့ဒီဘုံမိမ့်မှန်ထဲမှာလည်းပဲနတ်သမီးတွေအပြည့်အရင်ရောက်နေတယ်ဘယ်ဟာရောက်လာတဲ့တော့မသိဘူးဘုံမိမ့်မှန်နဲ့နတ်သမီးကတော့အစင်တဲ့သူကသူရှိနေပြီလားနော်သူတို့ကံနဲ့သူတို့ရောက်တာလားသို့မဟုတ်နန္ဒီယရဲ့ကံနဲ့ရောက်တာလားလို့ဆိုသူတို့နတ်သမီးဖြစ်တာတော့သူကံနဲ့သူဖြစ်မှာပဲသို့တော့နန္ဒီယကံကဘာတော့ဆိုရင်သူကိုအကြောင်းပြုပြီးတော့ဘုံမိမ့်မှန်ထဲမှာဒီနတ်သမီးတွေနေခွင့်ရတာတော့ဒါသူ့အတွက်အချမ်းရံအနေနဲ့ဖြစ်တာဖြစ်တော့ကြောင့်နန္ဒီယတတိရဲ့ကံလို့ပြောအဲ့ဒီနတ်သမီးတွေကိုနတ်ပြည်ရောက်အောင်လုပ်ပေးတာတော့မဟုတ်ဘူးနတ်ပြည်ရောက်တာသူကံနဲ့သူရောက်ကြတယ်လူတွေလို့ပေါ့လူတွေလည်းပဲကိုယ်ကံနဲ့ကိုယ်လူဖြစ်လာကြတယ်ဒါပေမဲ့ပတ်စံချမ်းသာတဲ့လူကိုဝန်းရံကြတာသူကံနဲ့သူလာဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာဝန်းရံကြတာတွေရှိတယ်လေအဲ့ဒီလိုပဲဖြစ်မှာပေါ့အနတ်သမီးတွေနဲ့အပြည့်ရောက်ရှမောကလန်ကတရက်တော့နတ်ပြည်မကြာခဏသူကတက်ပြီးတော့ဘုံမိမ့်မှန်အသစ်တွေနဲ့ပိုင်ရှင်တွေနဲ့တွေ့လို့ရှိတယ်နတ်ပြည်ကိုဒေသစာတွေကြွတယ်အဲ့တော့တရက်တော့ကြွတော့အဲ့ဒီနန္ဒီယအတွက်ပေါက်နေတဲ့ဘုံမိမ့်မှန်ကြီးနာရောက်တော့နတ်သမီးတွေထွက်ပြီးဝှချကြတယ်ဟဲ့ဒါဘသူဘိမှန်တို့ဟဲ့ပြောလိုက်တဲ့အခါကျတော့ဣတိဝေဒနာကဘုရားကျောင်းကနန္ဒီယအတွက်ပါဘုရားဆိုလျှောက်ကြနန္ဒီယသေမမသေးသေးပဲနဲ့ဟိုကဘုံမိမ့်မှန်ပေါက်တယ်နန္ဒီယအတွက်ပါဘုရားသတင်းစကားလေးမှားလိုက်ပြရစေမြေအိုးနဲ့တူတဲ့လူခန္ဓာကိုယ်ကြီးကိုခွဲပြီးတော့ရွှေအိုးနဲ့တူတဲ့နတ်ပြည်မြန်လာခဲ့ပါလို့ခေါ်လိုက်မေ့ရှိပါသေခိုင်းတာပဲမှန်တော့စကားလေးကလှအဲ့တော့ရှင်မောကလန်ကအဲ့ဒီသတင်းစကားလေးယူပြီးသွားပြောလာမပြောဘူးလားဆိုတော့စားထဲမှာမပါတော့ဘူးနော်ပြောပဲတော့မထင်ဘူးလူသေးခြင်းစိတ်ပေါက်သွားမဆုံးသေခြင်းအောင်တော့မပြောကောင်းဘူးလေအဲ့တော့မြတ်စွာဘုရားစီဝင်ပြီးတော့မေးတယ်ရှင်ဘုရားတဲ့ဒီလူပြည်လူလောကမှာကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဖို့သူမှမသိသေးပဲနဲ့အစင်သင့်ဟိုမှာရှိနေလားဘုံမိမ့်မှန်တွေရှိသလားဖြစ်နိုင်သလားဆိုမောကလန်မင်းကိုယ်တိုင်တွေ့ခဲ့တယ်မဟုတ်လားနန္ဒီယရဲ့ဘုံမိမ့်မှန်တွေငါဘာလို့လာမေးနေတာတော့ဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့တရားလေးကအမတ္တမှတ်သားစရာကောင်းနော်စိရပဝတိပုရိတံဒူရတောသုတိမဂတံညာတိမိတ်တာသူဟိသသအဘိနန္ဒန္တိအကတံကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုဒီလူတယောက်ဟာနိုင်ငံရေးခြားတိုင်းတွေမှာသွားပြီးအလုပ်တွေလုပ်ပြီးအိမ်ပြန်လာပြီဆိုလို့ရှိရင်ဆွေမျိုးသားချင်းတွေကယထာစိတ်တို့ကားစိတ်တို့လေရင်ခွင်းတို့သွားပြီးတော့ကြိုကြတယ်မဟုတ်လားအဲ့ဒီကြိုးတယ်လို့ပဲတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်အစင်နဲ့ဟိုကနေပြီးတော့ကုသိုလ်ကောင်းမှုတွေကကြိုးနေပါတယ်အခုလည်းနန္ဒီယမလာသေးဘူးဒါပေမဲ့ဟိုမှာအစင်နဲ့ကြိုးနေကြပြီဘသူကကြိုးတာတော့ဆိုကုသိုလ်ကောင်းမှုကြိုးသို့တော့နတ်သမီးတွေကကြိုးတယ်လို့ဒီလိုဆိုရပေမဲ့လို့တကယ်ကနတ်သမီးတွေကကြိုးတာမဟုတ်ဘူးကုသိုလ်ကောင်းမှုကသူ့ကိုကြိုးနေတယ်အဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုကုသိုလ်ကောင်းမှုတွေကတကယ်ကိုဆွေမျိုးသားချင်းတယောက်လာတဲ့အခါမှာကြိုးဆိုနှုတ်ဆက်ပြီးဝမ်းပန်းတသာအခါညာသလိုပဲတဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်အတွက်အစင်နဲ့နေရာတစ်ခုဖြစ်ကြိုးဆိုကြတယ်အေးအခုကျောင်းတကာကျောင်းမတွေလည်းပဲဟိုမှာဘုံမိမ့်မှပေါက်ချင်ပေါက်မှာပေါ့နော်အဲ့ဒီလိုဘာပဲဖြစ်ဖြစ်ကိုလို့တဲ့ကုသိုလ်ကောင်းမှုကနောက်ဘဝမှာကိုယ်ကိုကြိုးစိုးနေမှာတော့သိချတယ်တခုနဲ့ကြိုးစိုးနေမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ရသော်ဘုရားကစိရပဝတိပုရိတံဒူရတောသုတိမဂတံရဝိဒိတမှာကြာမြင့်စွာနေလာတဲ့နေတဲ့ပုဂ္ဂိုလ်တူကိုတဲ့ဆွေမျိုးသားချင်းတွေကကြိုးစိုးကြသလိုပုံညာနိပဋိက္ခဏန္တိကုသိုလ်ကောင်းမှုတွေကသူ့ကိုကြိုးစိုးနေကြတယ်ဧကံဒိဋ္ဌ
ကြိုဆိုတဲ့အတိုင်းဒါကြောင့်မို့ဒီကနေ့ခေတ်မှာလည်းပဲကြည့်လေကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကတထေးအိမ်မှာသွားမွေးတော့ဒါကြိုဆိုပြီးသားဖြစ်နေလေကုသိုလ်ကောင်းမှုနည်းတဲ့ပုဂ္ဂိုလ်ကြတော့တဲကုတ်ထဲသွားမွေးတယ်အနိတောင်လုံးစရာမရှိဘူးဆိုတာဖြစ်တယ်ကုသိုလ်ကောင်းမှုရှိပြီဆိုရင်ဟာတထေးအိမ်သွားဖြစ်တယ်အဲ့ဒါလိုပဲကြိုဆိုမှုတွေကတော့ရှိကြမှာပဲဖြစ်တယ်ဒါကြောင့်မို့ဒီတရားကိုနိုင်မှတ်သားပြီးမိမိတို့လက်ရှိဘဝရနေတဲ့အချိန်လေးမှာစေတနာတရားထက်ထက်တန်တန်ဖြောင့်မှန်သောစိတ်ထားဖြင့်ကုသိုလ်တရားတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းကကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဟောလန္တာဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရတိတပိတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ဝေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောင်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန်ပိတိရီဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း